အားလုံးပဲမင်္ဂလာပါစวัสดีค่ะทุกคนဒီနေ့တော့ပါနန်းပွဲကိုအလေခေါ်သွားမှာပဲဖြစ်ပါတယ်ထိုင်းစကားလေးလည်းညဝေပေးသွားမယ်အခုပေါ့နော်ပွဲစည်းဖြစ်ဖြစ်အခုဈေးဖြစ်ဖြစ်ပေါ့အခုမြင်နေရတဲ့ပွဲစည်းပုံစံမျိုးဆိုလို့ရှိရင်ထိုင်းလိုကငานအဲ့လိုမျိုးခေါ်တာဖြစ်ပါတယ်ဖယားပွဲဆိုလို့ရှိရင်တော့งานวัดဖယားပွဲသွားကြရအောင်ဆိုလို့ရှိရင်တော့ไปงานวัดกันအဲ့လိုမျိုးပြောလို့ရပါတယ်ဒီလို့ရှိရင်ထွေးဆက်သွားရင်းနဲ့အရှိမဒီပူပေါင်းပေါ့နော်ပူပေါင်းဆိုင်လေးကိုမြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ပူပေါင်းပြစ်တာကိုထိုင်းလိုကปาลูกโป่งအဲ့လိုမျိုးပြောတာဖြစ်ပါတယ်အခုဒီဖျားပွဲဆိုလို့ရှိရင်ပေါ့နော်မြန်မာတွေကပန်နာပွဲလို့ပြောတာပေါ့နော်ဒီဖျားပွဲကိုကထိုင်းလို့ဆိုလို့ရှိရင်งานองค์พระสมุทรเจดีย์งานองค์พระสมุทรเจดีย์ထွေအရှိမမြင်နေရတဲ့ခြားရဟကိုကကြတော့ชิงช้างสวรรค์အဲ့လိုမျိုးခေါ်တာဖြစ်ပါတယ်လူများနေရောပဲဆိုလို့ရှိရင်คนเยอะมากเลยဆရာတွေလည်းများနေရောပဲဆိုလို့ရှိရင်ของกินเยอะมากเลยအဲ့လိုမျိုးပြောတာဖြစ်ပါတယ်တတ